ခိုးဆိုတဲ့ဘဲကြီးတပွေးကပါတီတွေကသူ့ညီတိုက်ကက်ကိုလိုက်ရှာနေပါတယ်။လိုက်ရှာရင်းနဲ့လည်းတွေ့မြလူတိုင်းကစယူပေါက်နေတဲ့တိုက်ကက်ကိုထိမ့်ပေးဖို့ပြောနေပါတယ်။ခိုးတယောက်တိုက်ကက်ရှိနေတဲ့အခန်းတကားကိုချိုးဖြတ်ပြီးဝင်သွားတော့တယ်။အထဲမှာဆေးကြောင်တို့လိုကြောင်နေတဲ့တိုက်ကက်ကိုဆွဲထုတ်အလားဖုန်းနဲ့ဝိုင်းရိုက်နေတဲ့လူတွေကိုခိုးတယောက်မောင်းထုတ်နေပါတယ်။အဲ့ဒီချိန်မှာပဲခိုးစီကိုဓာတ်တလက်နဲ့ပြေးထိုးတဲ့သူကတော့တိုက်ကက်ပါ။လူတွေအားလုံးကလည်းပြေးလွှားကုန်တယ်။အဲဒီနောက်တိုက်ကက်ဟာကုကောင်ကိုဓာတ်နဲ့စိုက်ပြီးကိစ္စရှောသွားပါတယ်။မိခင်ကဆူဆိုင်သွားလို့စိတ်ထိခိုက်နေတဲ့မီရာဟာဖခင်ပေါ်မှာလည်းအမြင်မကြည့်ဖြစ်နေပါတယ်။သူတို့အမေဆုံးတာနှစ်ပြည့်တဲ့နှစ်ပတ်လည်မှာတော့တငယ်ချင်းကဘဝရှိရည်မေးနေလို့မီရာကလည်းစိတ်ညစ်နေပါတယ်။ခဏနေတော့သူ့ဖေနဲ့စကားပြောနေတော့မီရာကိုရိုင်လီဆိုတဲ့ကလေးကဖုန်းဆက်ပြီးသူ့ကိုလာကြိုခိုင်းပါတယ်။ရိုင်လီဆိုတာမီရာရဲ့တငယ်ချင်းဂျိတ်ရဲ့မောင်လေးပါ။ဂျိတ်ဟာရိုင်လီကိုကြိုဖို့မိတ်နေလို့မီရာကသွားကြိုပေးရတာပါ။အိမ်ရောက်တော့ကြိုဖို့မိနေတဲ့ဂျိတ်ကိုရိုင်လီကအမေနဲ့တိုင်မယ်လို့ပြောပါတယ်။ဂျိတ်ကတော့အမေနဲ့ပြဿနာမဖြစ်ချင်လို့မတိုင်ခိုင်းပါဘူး။ဒီလိုနဲ့ရီစာနဲ့ဖုန်းပြောချင်တဲ့အတွက်မီရာကိုအပြင်ခဏထွက်ခိုင်းထားလိုက်ပါတယ်။မီရာကတော့ရိုင်လီကိုအင်စာတွေကူလုပ်ပေးနေပါတယ်။ဒီလိုနဲ့ဂျိတ်ရဲ့အမေပြန်ရောက်လာပါတယ်။မီရာကိုလည်းသူ့အမေရဲ့နှစ်ပတ်လည်ကိုမလာနိုင်လို့တောင်းပန်စကားပြောပါတယ်။မီရာကလည်းဂျိတ်အမေကိုပွေ့ဖက်လိုက်ပါတယ်။အိမ်နောက်ဂျိတ်ကသူ့အမေကိုဘယ်ချိန်အိမ်မှာလဲလို့မေးပါတယ်။သူ့အမေကလည်းနင်းအပြင်ခိုးထွက်မှာမလားလို့ပြန်ပြောလိုက်တယ်။ဂျိတ်ကဘလို့ညင်းညင်းသူ့အမေကအပြင်ခိုးထွက်မှာကိုသိနေတယ်။ဒီလိုနဲ့ဂျိတ်နဲ့မီရာတို့အပြင်ကိုထွက်လာတော့အပေါက်မှာရိုင်လီကစောင့်နေပါတယ်။ဂျိတ်တို့ဟာဆိုရှယ်မီဒီယာမှာအရန်ထရန့်ဖြစ်နေတဲ့တရေပူတန်းကစားတဲ့နေရာကိုသွားမှဖြစ်ပြီးတော့ရိုင်လီကိုမခေါ်ချင်ပါဘူး။ရိုင်လီကသူ့ကိုမခေါ်ရင်သူ့ကိုလာမကြိုတဲ့ကိစ္စနဲ့အကြက်ကင်တို့ခေါ်လာခဲ့ရပါတယ်။ဒီလိုနဲ့ပါတီနေရာကိုရောက်တော့မီရာကလူတွေနဲ့ဆက်ဆံရတာအဆင်မပြေဖြစ်နေပါတယ်။လူတွေကလည်းသူ့နဲ့စကားကောင်းကောင်းမပြောကြတော့စိတ်ညစ်နေပါတယ်။ဒန်နီယယ်လို့ခေါ်တဲ့ဂျိတ်ရဲ့ရီးစားကလည်းရောက်လာပါတယ်။မကြခင်မှာပဲသူတို့တွေတရေခေါ်ပွဲစကြပါတယ်။ပွဲကိုဥဆောင်တာကတော့ဟေလီနဲ့ဂျော့ချ်လို့ခေါ်တဲ့လူငယ်နှစ်ယောက်ပါ။သူတို့ကဂိမ်းကိုဘယ်သူနဲ့စကြမလဲလို့တိုင်မင်းတော့လူတွေနဲ့အံမဝင်ဖြစ်နေတဲ့မီရာကသူနဲ့စမယ်လို့ပြောပါတယ်။အဲဒီမှာကြောက်ဖြစ်ရုပ်ချင်းလို့လက်ကြီးတစ်ခုထုတ်လာပြီးဖျောင်းနိုင်မီးကိုညှိလိုက်ကြပါတယ်။မီရာကိုခပတ်တစ်ခုပတ်ပေးလိုက်တယ်။လက်အတုကြီးကိုကန်တဲ့အချိန်မှာတော့ရုပ်ပြက်ဆင်းပြက်တဲ့အဖိုးကြီးတယောက်ကိုမြင်လိုက်ရလို့မီရာလန့်သွားပါတယ်။ဒီလိုနဲ့ဟေလီရဲ့တိုက်တွန်းချက်ကြောင့်နောက်တစ်ခါထပ်ဆန်းလိုက်တယ်။ဒီတစ်ခါမှာတော့တရေမကြီးတယောက်ကိုမြင်ရပြီးသူ့ကိုဝင်ခွင့်ပြုလိုက်တော့တရေမကြီးကမီရာစီကိုဝင်စီးပါတယ်။ပြီးတော့ရိုင်လီကိုလက်ညှိုးထိုးပြီးသူတို့ကနင့်ကိုသဘောကျနေကြတယ်လို့ပြောပါတယ်။ဒီလိုနဲ့တကားကြီးကကောက်ဖွင့်လာတယ်။ရိုင်လီရဲ့နောက်မှာတရေရရှိနေတယ်လို့ပြောတယ်။ဒီလိုနဲ့စက္ကန့်60ပြည့်ခန့်နေတော့မီရာစီကတရေကိုပြန်ထုတ်ပေမဲ့လက်ကြီးကဖြုတ်မရဖြစ်နေတယ်။အားလုံးဝိုင်းဖြုတ်မှအဆင်ပြေသွားပါတယ်။မီရာကစီလိုလောက်ရတာအယမ်းမိုက်တယ်ဆိုပြီးအော်ဟစ်ပြောဆိုနေပါတယ်။ညဘက်ရိုင်လီကတယောက်တည်းမအိပ်ရတော့သူ့အမစီသွားပါတယ်။သူ့အမကမောင်းထုတ်လိုက်တော့မီရာစီသွားပါတယ်။မီရာကသူ့အမေသေးဆုံးသွားတဲ့အကြောင်းတွေကိုပြောပြနေရင်ရိုင်လီအိပ်ပျော်သွားခဲ့တယ်။နောက်တနေ့မနက်မှာဂျေကတငယ်ချင်းတွေကိုလိုက်စုပြီးတော့သူ့အိမ်မှာတရေခေါ်ပွဲလုပ်ဖို့စီစဉ်ကြတယ်။အဲဒီညမှာအားလုံးကလက်အတူကြီးကိုတုံးပြီးပါတီပေးတယ်လို့ပြောရွှေနေကြပါတယ်။ရိုင်လီကိုလည်းဝိုင်းမြောက်ပေးပြီးပွဲမှာပါဝင်ဖို့ပြောပါတယ်။ရိုင်လီကိုဝင်ပူးတာကမီရာရဲ့အမေဖြစ်နေပြီးစက္ကန့်60ကြာတဲ့အထိမီရာကရိုင်လီကိုရဲကဝိညာဉ်ကိုပြန်မထုတ်ပေးခဲ့ပါဘူး။အဲဒီနောက်ရိုင်လီကဘလို့မှဝိညာဉ်ခွာမရတော့ပဲခေါင်းကိုခုံရင်းနဲ့စောင့်ကစူဆိုင်ဖို့ကြံမာတော့တယ်။အဲဒီနောက်ရိုင်လီတယောက်ရုပ်ပြက်ဆင်းပြက်နဲ့ဆေးရုံရောက်သွားပြီးမီရာကလည်းသူ့အပြစ်မကင်းသလိုခံစားနေရပါတယ်။ဂျေရဲ့အမေကလည်းမီရာကိုမူရစ်ဆေးတွေတုံးကြတယ်ဆိုပြီးအထင်လွဲကမောင်းထုတ်ပါတော့တယ်။စိတ်ဓာတ်တွေကျနေတဲ့မီရာကိုဒန်နီယယ်ကနှစ်သိမ့်ပေးလိုက်ပြီးသူတို့အတူတူအချိန်တွေကုံဆုံးလိုက်ကြတယ်။ဒီလိုနဲ့ညဘက်ကြီးမီရာတယောက်တရေနိုးလာတဲ့ချိန်တရေမကြီးတကောင်ကအခန်းထဲကိုလေးဘက်ထောက်ဝင်လာပါတယ်။အဲဒီနောက်ဒန်နီယယ်ခြေထောက်ကြီးကိုစုပ်နေလို့မီရာကလန့်အော်ချိန်တကယ်တော့မီရာကဒန်နီယယ်ရဲ့ခြေထောက်ကြီးကိုစုပ်နေတာပါ။ဒန်နီယယ်ကအထင်ကြီးလွဲသွားပြီးတော့အခန်းထဲကနေပြေးထွက်သွားပါတယ်။မီရာတယောက်စိတ်ညစ်ညစ်နဲ့လက်အတူကြီးကိုတုံးပြီးသူ့အမေကိုထပ်ခေါ်ကြည့်ပါတယ်။အဲဒီမှာသူ့အမေကတကယ်ကြီးရောက်လာပြီးသူတို့အတူတူစကားပြောကြတယ်။တစ်ဖက်ကရိုင်လီကတော့တတိဝင်တာနဲ့ကိုကောင်းကိုပဲနေရန်နဲ့စောင့်ပြီးစူးစိုက်ဖို့လုပ်ပါတယ်။နောက်ဆုံးဝင်းညင်ခေါ်ပွဲမှာပါခဲ့တဲ့တငယ်ချင်းတွေပြန်စုကဒီလိုဖြစ်ရမျိုးဖြစ်မှုခဲ့တဲ့ဇလန်အစကဓာတ်ကက်ရဲ့အကိုစီကိုသွားပါတော့တယ်။သူတို့ဖြစ်နေတဲ့အကြောင်းအရာတွေကိုသွားပြီးမေးပါတယ်။ဓာတ်ကက်ရဲ့အကိုကအဲ့ဒီလက်အတုနဲ့လူတွေဘွားကိုဖျက်တာရက်တဲ့မီဆိုပြီးပြောပါတယ်။အပြစ်မကင်းသလိုဖြစ်နေတဲ့မီရာကရိုင်လီရဲ့ဝင်းညင်ကိုခေါ်ကြည့်ပါတယ်။ဒါပေမဲ့ရိုင်လီအစားအသူကိုမှကတ်နေတဲ့ကလေးမလေးကပေါ်လာပါတယ်။ရိုင်လီဘယ်မှာလဲလို့လိုက်ကြည့်လိုက်တော့မိစ္ဆာပေါင်းဆောင်ကရိုင်လီကိုနှိပ်စက်နေကြတာမြင်လိုက်တယ်။အိမ်ကိုပြန်လာတဲ့မီရာကိုသူ့အမေဝင်းညင်ကပေါ်လာပြီးသူ့အဖေရောင်ဆောင်နေတဲ့ဝင်းညင်ကနင်းကိုဒုက္ခပေးတော့မယ်ဆိုပြီးသတိပေးတဲ့အချိန်မှာပဲတကယ်ကြီးရောက်လာပါတယ်။အဲဒီနောက်သူတို့တွေလုံးထွေးနေတဲ့အချိန်အခန်းပြင်ကမီရာရဲ့အဖေစစ်ကရောက်လာပြီးမီရာကလည်းတရေကိုကက်ကြီးနဲ့ထိုးဖို့ကြိုးစားတယ်။တကယ်လည်းမီရာကက်ကြီးနဲ့ထိုးမိလိုက်တာကသူ့အဖေအစ်စ်ဖြစ်နေပါတော့တယ်။ဒီလိုနဲ့မီရာကရိုင်လီရှိနေတဲ့ဆေးရုံကိုထွက်လာခဲ့ပါတယ်။ဂျိတ်ကလည်းမီရာအိမ်ကိုထွက်သွားခဲ့ပါတယ်။မီရာအိမ်ကိုသွားတဲ့ဂျိတ်ကကက်ကြီးတန်းတန်းနဲ့မီရာအဖေကိုတွေ့ခဲ့တယ်။ဒီလိုနဲ့ဆေးရုံမှာလူတွေရှင်းသွားတော့မီရာကသူမြင်နေတဲ့တရေရဲ့ညွှန်ကြားချက်အတိုင်းရိုင်လီကိုဝီချဲပေါ်တင်ကကားလမ်းတစ်ခုပေါ်ခေါ်သွားပါတယ်။သူ့အမေရဲ့ဝင်းညင်ကလည်းပေါ်လာပြီးတော့မ
မီရာကိုလမ်းမခုန်ချဖို့တွန်းအားပေးတယ်အဲ့ဒီချိန်မှာပဲဂျိတ်ကသူ့မောင်ကိုလမ်းဆွဲခေါ်နိုင်လိုက်ပြီးမီရာကတော့ပြုတ်ကျသွားခဲ့ပါတယ်ဒဏ်ရာတွေနဲ့ပြန်ထလာတဲ့မီရာကိုဘယ်သူမှမမြင်ကြပါဘူးသူ့အတန်ကိုလည်းဘယ်သူမှမကြားကြတော့ပါဘူးရိုင်လီကတော့ဆေးရုံကဆင်းနိုင်နေပါပြီဒီလိုနဲ့အမောင်တစ်ခုတည်းကိုရောက်သွားတဲ့မီရာကဖျောင်းနိုင်မီလေးတစ်ခုကိုတွေ့တော့အနားသွားကြည့်တဲ့ချိန်မှာသူ့ကိုကန်းနေတဲ့လက်တစုံကိုမြင်လိုက်တယ်လက်ကိုကင်ကြည့်လိုက်တော့လူငယ်အုပ်လိုက်ကြီးကသူ့ကိုအထူးဆန်းတစ်ဖွဲဝိုင်းကြည့်နေတာကိုမြင်လိုက်ရတယ်နောက်ဆုံးသူသိလိုက်ရတာကသူခေါ်နေကြဝိညာဉ်နေနေရာမှာသူရောက်သွားပြီဆိုတာပါပဲအဆုံးထိကြည့်ပေးကြတဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ